မင်္ဂလာပါဒီနေ့အဲကွန်းတကောင်ပေါ့နော်အင်မာတာတိုက်ကိုကျွန်တော်တို့24ဖို့အားနဲ့သုံးမယ်ဆိုရင်ဘယ်နာကြီးခံလဲဆိုတာကျွန်တော်အကြမ်းမြင့်လေးပြောပြပေးမယ်ခင်ဗျာနော်တကောင်မှာကျွန်တော်တို့က946ဝက်ရှိပါတယ်ခင်ဗျာနော်အခုကျွန်တော် testing လေးစမ်းပြပေးပါမယ်946ဝက်ရှိရခင်ဗျာနော်5 ampere လေးဆွဲတယ်ခင်ဗျာနော်ဒါပေမဲ့ theory ရဆိုရင်တော့3.4 ampere ပဲရှိရဘာလို့5 ampere နဲ့ကြိုတွက်ထားလဲဆိုတော့မော်တာတွေက starting လုပ်ရှိရတဲ့အတွက်ပေါ့နော်ကျွန်တော်အခုဒီ inverter မှာကျွန်တော်တစ်ချက်နှိပ်ပြပေးမယ်ခင်ဗျာနော်အဲကွန်တကောင်ကဝက်ဘယ်လောက်စားလဲပေါ့နော်ဘယ်လောက်စားလဲဆိုတော့ကျွန်တော်တို့က900ကျော်စားပါတယ်ခင်ဗျာနော်ဝက်က950ပေါ့ဗျာအကျဉ်းမြင့်ထားလိုက်မယ်နော်950စားပါတယ်ခင်ဗျာဒါကကျွန်တော်အဲကွန်ကို16နဲ့ဂိတ်ဆုံးဖွင့်ထားတာဖြစ်တဲ့အတွက်ပေါ့နော်ဒီပုံမှန်အခန်းအပူချိန်တိုင်းဖွင့်မယ်ဆိုရင်တော့ဝက်ကနည်းနည်းလေးလျော့သွားနိုင်တယ်ခင်ဗျာเนาะအခု950နဲ့အချမ်းပြတွက်ကြည့်ပါမယ်ဖြစ်နိုင်ရင်အဲကွန်းတို့ဒန်နီတို့သုံးမယ်ဆိုရင်24ဘို့ကိုသုံးသင့်ပါတယ်ခင်ဗျာเนาะ24ဘို့ဘက်ထရီ24ဘို့အင်ဗာတာကိုသုံးသင့်ပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်ဒီမှာအခုသုံးထားတဲ့ဘက်ထရီက24ဘို့ဘက်ထရီရဲ့ A8 က125 A8 ပါခင်ဗျာနော်အဲ့တော့ဘိုးနဲ့ ampere နဲ့ကိုမြှောက်လိုက်ရင်ဝက်ရတယ်ခင်ဗျဒီဘက်ထရီက3000ဝက်ပါခင်ဗျာနော်ဒီမှာကျွန်တော်အချမ်းမြင့်တွက်ပြတာဖြစ်တဲ့အတွက်ကျွန်တော်ဝက်3000အပြည့်လို့ပဲယူဆမယ်ခင်ဗျာနော်နည်းနည်းလေးယော့နိုင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ inverter တွေမီဂျိုးတွေရှိရဲအဲ့ထဲမှာ power ဆုံးရှုံးမှုတွေအနည်းငယ်ရှိနိုင်တယ်ခင်ဗျာနော်အဲ့တော့ဒါမဲ့ကျွန်တော်ဒီမှာ3000နဲ့ပဲအပြည့်တွက်မယ်ပြီးရင်ခုနက950နဲ့တွက်မယ်ခင်ဗျာနော်အဲ့တော့အဲကိုတကောင်အင်မာတာတိုက်နော်အဲ့ဒါကို950 16နဲ့လုံးဝအေးဆုံးနဲ့ဖွင့်တာဆိုရင်ဘယ်လောက်သုံးရမလဲဆိုတော့9နာရီလောက်ပဲသုံးရမယ်ခင်ဗျာနော် 5.4 ဆိုတော့အတိအကျဆိုရင်တော့နည်းနည်းလေးချွတ်ထားပြီးသုံးရင်6နာရီလောက်ထိသုံးလို့ရတယ်ဒါမှကျွန်တော်တို့လိုတိုးဖို့ရှော့9နာရီပဲယူဆပါမယ်ခင်ဗျာနော်အဲ့တော့24ဘို့125 A8 ဘရီယိုအဲကွန်းတကောင်ဒါအင်မာတာတိုက်ဖွင့်ရင်ပေါ့နော်အကျဉ်းမြင့်9နာရီအပြည့်သုံးလို့ရပါတယ်ခင်ဗျာကိုကကြာသုံးနေတယ်ဆိုရင်ဘာလုပ်ရမလဲဆိုတော့ဘက်ထရီကိုတိုးရမှာဖြစ်ပါတယ်ခင်ဗျာနော်ဘက်ထရီကို280 A8 ထည့်လိုက်မယ်ဆိုရင်ဝက်က6920ဝက်ရတယ်ခင်ဗျာနော်ဘက်ထရီရဲ့ဝက်ကအဲ့ဒါကိုကျွန်တော်တို့950နဲ့စားလိုက်မယ်ဆိုရင်တော့တညလုံးအဲကွန်းသုံးမယ်ဆိုတညလုံးသုံးလို့ရပါတယ်ခင်ဗျာနော်အဲကွန်းသုံးမယ်လိုက်တင်သုံးမယ်ပေါ့နော်ဒါအဲကွန်းတစ်ကောင်တည်းကိုပြောတာနော်အဲကွန်းနှလုံးသုံးမယ်ဆိုရင်တော့6နိုင်လောက်ပဲရမှာခင်ဗျာ280နဲ့ A8 ဆိုရင်တော့ဒါအကြမ်းမြင့်လေးတွက်ပြတာပါခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်